ကျွန်တော်တို့ဆရာကြီးဦးသိန်းတန်ရဲ့ထမင်းတိုးတိုးရေဆိုးဆိုးတဲ့တခြင်းလေးကိုတီးပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့သိရောပုဂ္ဂိုလ်များငွေချင်းများကိုသိသွားအောင်လို့ဒီတခြင်းလေးကိုတင်ပေးတာဖြစ်ပါတယ်အားလုံးဒီတခြင်းလေးကြားတဲ့အတွက်ကြောင့်မို့လို့ယင်းနေ့မှစာရေးပိခတ်တဲ့ရန်ခတ်တဲ့ကြောင့်ရခတ်တဲ့အန္တရာယ်ခတ်တဲ့ကင်းရှင်းပြီးတော့မတော်မရသောမနာရှိဖို့အလိုရှိရတဲ့အရာအလုံးပြည့်စုံကြပါစေလို့ဒီသင်လေးကိုတင်ပေးလိုက်ပါတယ်ခိတာကိုမြင်နေလဲဝဲကျေဝဲမင်းကိုလောက်ဤတညမအဖြစ်နှစ်ယောက်သားခရီးပြီးဝဲပန်းကောင်းချင်းချစ်သေးဆိုရင်နဲ့မြို့ကိုမတော်သာနဲ့လို့အတဏမောင်မြစ်တာရဲ့ချွန်းမအလိုမကြရင်ဝဲပြောမြဆိုမြဒီပဲမနှောရတော်မျိုးတော်အမျိုးတွေမျိုးချီရောက်ရင်မာကျင်နေတတိမထားရင်တတိထားဖို့လိုတယ်စီသာငိုရွှေခိုင်ခိတာကိုမြည်လဲဝဲကျေပွင့်မင်းတော်လာဝီတညမအပြည့်နှစ်ယောက်သခိပန်းကောင်းကြီးချစ်သေးဆိုရင်လေမြို့ကိုမသွားပါနဲ့လို့အတဏမောင်ညစ်တာရဲ့ချွန်းမလူမကြရင်ကွယ်ပြောမြဆိုမြဒီပဲမနှောရတော်မျိုးတော်အမျိုးနွယ်မျိုးကြီးရောက်ရင်မာကျင်တယ်တတိမထားရင်တတိထားဖို့လိုတယ်ဘွားကြီးရေခလာပြီမုံကြည့်ပြည့်တွေ့ရောကြရလေဓာကိုတောင်းလို့မလို့နေတရားဆိုမောင်လို့မလျှောက်နဲ့ကွယ်ဘွားကြီးခလာပြီမုံကြည့်ပြည့်တွေ့ရောကြရလေတရားကိုမောင်လို့မလျှောက်နဲ့စကားကိုတောင်းလို့မောင်နဲ့ကွယ်မိရောပလာရင်ကြီးမူလဲဥသာပေးတဲ့နဲ့အချိုးမရဲ့သဘောကရုံမျိုးမှထင်နေကွယ်နောက်တည်းအတွက်သဘောသူစံကွယ်မုံကြည့်တွေတော်သူပန်းတယ်တဆောင်းတမုံကင်တွေရဲ့ဒီတခါနှွေရောက်သဘာပေါ်တာပြောကရဲ့ရွာဝင်ညုံညုကံလဲလို့မျိုးနေမယ်တော့ကအရေးကိုမခင်တွေမြို့ချစ်ရမှာပြောသူရဲ့သဘာပေါ်ရင်လာလိနိုးနေမျောကိုရရဲ့ပေါ့တန်တဲ့ရဲ့ထာဝရကျင်နာစိတ်နဲ့ခရီးပြေအောင်မလဲမင်းပြောခဲ့ပြန်ပါရဲ့သူမြတ်တာစကားတန်လေးကြီးစီဆိုင်စင်လိုပါကွယ်အော်တော်စပယ်အပြောလွင်လုံးနဲ့အခု
ဒီတကားပဲသို့ဆိုရမယ်နေပဲတွေကြွေကစင်းရင်သောလို့ချီလီတိုင်းဝဲဒီမေတို့ယေစုနဲ့ကုတ်ပင်လင်းမျိုးခက်တွေသူ့ပွေးကထားမြတ်သားတွေရွှေလုံးဝင်းလေမြေရောင်သမစိတ်ွယ်တနခပွေကြလေကတပွင့်ပန်းပန်းရင်လာကြသူလေးရဲ့ဝါရီရီခလာသည်ငုံကြည့်တော့တွေ့တော့ကြရလေစကားကိုတောင်းလို့မုန်းနေတရားကိုမုန်းလို့မချောက်နဲ့ကွယ်ဝါရီရီခလာသည်မုံကြည့်ပြင်တွေ့တော့ကြရလေတရားကိုမုန်းလို့မချောက်နဲ့စကားကိုတောင်းလို့မုန်းနဲ့ကွယ်မိယုပရာကြီးချင်းမူလဲဥသာပေးတဲ့